ကားမောင်းသွားဖို့စီဖြစ်တဲ့အခါဒါမှမဟုတ်လေရင်စီးတဲ့အခါမှာအဲ့ဒီစွမ်းရည်ဒီဘဲကလာတယ်လို့ကျွန်တော်တို့သိပြီးမစင်စားမိကြဘူးလေ ဟုတ်တယ် တကယ်တော့အဲ့ဒီနောက်ခွဲမှာဘောလုံးခွင့်300လောက်ကျဲတဲ့ပိုက်လိုင်းတွေတမနီမျောစင်းတွေနဲ့ရှုပ်ထွေးနေတဲ့ကိုပိုင်မြော့တော်ကြီးတစ်ခုလိုအလုံးလုံးနေတဲ့ရေနံချက်ဆက်ယုံဤတွေရှိနေပါတယ် နီးပညာမျိုးတော်ကြီးဆိုတာစကလုံးကတော်တော်မှန်တယ် ဒီနေ့တော့အဲ့ဒီနီးပညာမျိုးတော်ကြီးထဲကိုဝင်ပြီးမေကြီးအောက်ကရွှဲအနံရောင်လိုရေနံစိမ့်ဒီကနေကျွန်တော်တို့ရဲ့ခေတ်သစ်ကဘာကိုလက်ပတ်စေတဲ့စွမ်းရည်တွေအဖြစ်ဘလို့ပြောင်းလဲသွားတယ်လဲဆိုတာကိုအသေးစိတ်လေ့လာကြည့်ကြမှာမယ် ဟုတ်ပါတယ်ရေနံကင်တန်ဘောကြီးပေါ်ကရေနံစိမ့်တစ်ဆက်ကနေကျွန်တော်တို့ကားတဲ့ထဲလိုက်တဲ့ဓာတ်စီတစ်ဆက်ဆက်လာဖို့အထိသူဖြတ်တန်းရတဲ့ခီးကတော်တော်လေးကိုရှုပ်ထွေးပြီးစိတ်ဝင်စားစရာတောင်းတယ်အစင်တိုင်းမှာတိပြင်ပညာတာတုပေတာနဲ့အင်ဂျင်နီယာနဲ့ပညာတွေအပြည့်နဲ့ပါဆိုတော့လေဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုနားလည်သွားရင်စီပတ်မှာစီဖြည့်တတ်တာအမြင့်တစ်မျိုးပြောင်းသွားစေမယ်လို့အာမခံပါတယ် ကောင်းပြီဒါဆိုအစကနေပြန်ကောက်ကြအောင်ဒီခရီးက1859ခုနှစ်အမေရိကန်နိုင်ငံပန်ဆယ်ဗီးနီးယားမှာအစခဲ့တာပေါ့ ဟုတ်တယ် Edwin Drake ကပထမဆုံးစီးပွားဖြစ်ရေနံတွင်းကိုတူးခဲ့တာ အဲ့ဒီအချိန်မှာတော့ဒါကကဘာကြီးကိုဒီလောက်အထူးပြောင်းလဲပြမဲ့အရာလို့ဘယ်သူမှထင်ခဲ့ကြမှာမဟုတ်ဘူးနော် လုံးဝပဲစိတ်ဝင်စားစရာကအဲ့ဒီခေတ်ကအခုနဲ့လုံးဝကိုပြောင်းပြန်ပဲသူတို့ရေနံတူးရတဲ့အဓိကရွေချက်ကမီးအိမ်ထုံးဖို့ရေနံစီ kerosene တစ်မျိုးတည်းကိုပဲလိုချင်လို့ kerosene တခုတည်းအတွက်ပေါ့ ဟုတ်တယ်ရေနံစိမ်းတို့အဖူပဲပေါင်းခံပြီးရေနံစီကိုထုတ်တယ်ကျန်တာတွေအထူးသဖြင့်အငွေ့ပြန်လွယ်မယ်မီးလောင်လွယ်တဲ့ဓာတ်စီကိုလေအန်ဒီယများနဲ့စွန့်ပစ်ပစ္စည်းအနေနဲ့တောင်သဘောထားခဲ့ကြလား ဆုံးဖြတ်ပစ္စည်းဟောလားတကယ်လားအခုခေတ်မှာတန်ဖိုးအရှိဆုံးပစ္စည်းတစ်ခုကအဲ့ဒီတုန်းကအမိုက်ဖြစ်နေခဲ့တာပေါ့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ် ဟုတ်တယ်မြစ်တည်တဲ့ကိုတောင်လွတ်ပစ်ခဲ့ကြတယ်လို့မှတ်တမ်းတွေရှိတယ်ဘာလို့လဲဆိုတော့အဲ့ဒီခေတ်ကအင်ဂျင်တွေကဖျားနင်းနဲ့မောင်းရတာဆိုတော့ဓာတ်စီလိုအငွေပြန်လွယ်ပြီးပောက်ခွေးအပြင်းရဲ့လောင်စာကိုမတုံးနိုင်ခဲ့ဘူး ။အော်အင်ဂျင်နီးပညာကြောင့်ကို ဒါပေမဲ့20ရာစုအစားမှာ Henry Ford ရဲ့ motor car တွေအောင်မြင်လာပြီးအင်ဂျင်နီးပညာတွေမြင့်လာတော့ရင်ကသုံးမဝင်ဘူးလို့သတ်မှတ်ထားတဲ့တက်စီကရွှေဖြစ်သွားတော့ အခြေအနေကပြောင်းပြန်ဖြစ်သွားတာပဲ အဲ့ဒီအပြောင်းလဲကပဲရေနံကျက်စင်ယုံတွေကိုရိုးရိုးပေါင်းခံဖိုးလေးတွေကနေအခုကျွန်တော်တို့မြင်နေရတဲ့ AMR စက်မှုလုပ်ငန်းကြီးတွေရဲ့အဖြစ်ပြောင်းလဲတိုးတက်စေခဲ့တဲ့တွန်းအားပါပဲ ။ကဲအခုလက်ရှိခေတ်ရဲ့ရေနံချက်စက်ယုံကြီးတစ်ခုစီကိုအမြန်ရွှေ့လိုက်ကြရအောင်။မြောက်အမေရိကရဲ့ကြီးဆုံးစက်ယုံလေးတွေကတစ်ခုဆိုရင်ဒီနေ့ကိုရေနံစီပေါင်းတိတ်နဲ့ချီပြီးချက်လုံနေပါ ဟုတ်တယ်အများကြီးပဲ ။အဲ့လောက်များတဲ့ရေနံစိမ်းတွေကစက်ယုံစီကိုဘလို့ရောက်လာတာလဲ အများဖြင့်တော့အေယာမရေနံတင်ပိုးကြီးတွေနဲ့ကန်ယူတန်ကစစ်ကန်တွေကိုရောက်လာတာပေါ့အဲဒီကနေတဆင့်လူတယောက်ရဲ့ခါလောက်ထူတဲ့အချင်း85စင်တီမီတာရှိပိုက်လိုင်းကြီးတွေထဲကိုအင်အားကြီးပတ်နေတဲ့ညစ်သွင်းလိုက်တာ ။အော်ပိုက်လိုင်းတွေနေပေါ့ ဟုတ်တယ်အဲ့ဒီကနေစိတ်ယုံထဲကတိုလောင်ကန်ကြီးတွေစီပို့တယ်တနာရီကိုလီတာ9000ကျော်နှုန်းနဲ့စီစဉ်နေတဲ့လူလုံးမြစ်တစ်စင်းလိုပဲ ။အဲ့ရေနံဒီကအိုလံပစ်ရီကူကန်ခုနကန်ဇာလောက်ဆန်တဲ့တိုလောင်ကန်ကြီးတွေထဲကိုရောက်သွားရော။ဒါပေမဲ့အဲ့ဒီရေနံစိမ်းကိုဒီအတိုင်းတန်းပြီးချက်လို့မရသေးဘူးမလား မရသေးဘူး ။မြေကြီးအောက်ကလာတာဆိုတော့တန့်စင်ရမယ့်အရာတွေအများကြီးပါမှာပဲ တိကျပါတယ်ပေါင်းခန့်မျိုးစဉ်ထဲမထည့်ခင်အရန်အရေးကြီးတဲ့ကြိုတင်ပြင်ဆင်မှုအဆင့်3ဆင့်လုပ်ရတယ်ပထမဆုံးကတော့တန်ကီတွေကရေနံစိမ်းကိုတသားတဲ့ကြအောင်အဆက်မပြတ်မွေပေးရတယ် ။အနီးမထိုင်တော့အောင်လို့လား ဟုတ်တယ်မဟုတ်ရဲ့အချိန်ကြာလာတာနဲ့အမျှအဆိုင်ခဲတွေကအောက်မှာအနီထိုင်ပြီးအပေါ်ကစီဂျင်ရဲ့အလွှာကွဲသွားနိုင်တယ်ဒီလိုရောသမက်မွေလောက်တာကိုနိပညာအရာ homogenization လို့ခေါ်တယ် ။ဒုတိယအဆင့်ကတော့ရေနံစိတ်ထဲမှာမလွဲမသွေပါလာမယ့်ရေကိုဖယ်ထုတ်တာထင်မဲ့ထင်တယ် ဟုတ်တယ်အဲ့ဒါကို decantation လို့ခေါ်တယ်တိတ်သေးစားကွာခြားချက်ကိုအသုံးချတာပါရေကရေနံထက်ပိုလေးတော့အချိန်တစ်ခုလောက်ညီညင်ထားလိုက်ရင်သူကတန်ကီအောက်ခြေမှာတောင်းစုနေတော့ ။အော်ရုပ်ရှင်လိုက်တာ အဲ့ဒီအခါအောက်ခြေကနေပိတ်နေတီးဆန်ဆုပ်ထုတ်လိုက်အောင်မယ်ရိုးရှင်ပြီးမဲ့အရန်ထိရောက်တဲ့နီးလန်းပေါ့ ။နောက်ဆုံးဆင့်ကတော့ကျွန်တော်ထင်တာအရေးကြီးဆုံးပဲ။ရေနံစိမ်းကမြောက်ကလာတာဆိုတော့တတုတက်တွေစားတယ်အများကြီးပါလာမှာပဲ ပါလာတယ် ။ပူချိန်မြင်တဲ့ပိုက်လိုင်းတွေထဲမဖြတ်ခင်အဲ့ဓာတွေကိုရင်ဖယ်ရှာရမယ်ထင်တယ်။မဟုတ်ရင်ပိုက်တွေကုန်တန်းချေတက်ပြီးပေါက်ကုန်မှာပေါ့ ကဲအရေးကြီးတဲ့အချက်ပဲအဲ့ဒီစားတွေကရင်နွေးအိုးထဲမှာကြောက်ချိုးကတ်တယ်လို့ပဲစက်ယုံတစ်ခုလုံးရဲ့တွေးကြောဖြစ်တဲ့ပိုက်လိုင်းတွေကိုပိတ်ဆို့ပြီးပျက်စီးစေနိုင်တယ် ။ဟုတ်မှာပဲ ဒါကြောင့်ရေချိုးနဲ့လက်စစ်စီးကြောင်းကိုတုံးပြီးစားတွေကိုတန်းလိုက်လို့ဆွေးထုတ်တဲ့ desalination အဆင့်ကမဖြစ်မနေလောက်ရတဲ့အကာအကွယ်တစ်ခုပါပဲ
အားလုံးပြီးမှ ဟုတ်တယ်ဒီအစ်စ်နဲ့အားလုံးပြီးမှရေနံစိမ်းကစက်ယုံရဲ့နှလုံးသားလို့ခေါ်တဲ့ပေါင်းခံမျိုးစင်စီတွားဖို့အဆင်သင့်ဖြစ်ပါပြီ ကဲအခုစိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းကိုရောက်လာပြီတန်စင်ပြီးသားရေနံစိမ်းကို390ဒီဂရီစင်တီဂရိတ်ထပ်ပိုပူတဲ့မိဖို့ကြီးတဲ့ထက်လိုက်တဲ့အခါဘာဆက်ဖြစ်မလဲ အဲ့ဒီအပူချိန်မှာရေနံဆန်စိမ်းကစူပွက်ပြီးရေဘဝကနေအငွေ့အဖြစ်ကိုလုံးပြောင်းသွားတယ်ပြီးတာနဲ့အဲ့ဒီအငွေ့ပူတွေကိုမီတာ60ကျော်မြင့်တဲ့အထက်20တိုက်လောက်ရှိတဲ့တမနစ်ပေါင်းခံမျိုးစင်ကြီးတွေကိုအရှင်းနဲ့ပန်းထည့်လိုက်တယ် ဒီပေါင်းခက်မျောစင်ကြီးကတကယ့်ကိုမော်ပညာလိုပဲနော်အနဲ့ရောင်အရေးတစ်မျိုးတည်းကိုထဲလိုက်တာနဲ့အောက်ခြေမှာလန်းခင်းတဲ့ကတ္တရာစီအပေါ်ဆုံးမှာချက်ဖြုတ်တဲ့တက်ငွေ့ဆိုပြီးအမျိုးစုံထွက်လာတယ်အဲ့ဒီဂျားထဲမှာဘာတွေဖြစ်သွားတာလဲဆိုတာကျွန်တော်တို့ကိုအလွာလိုက်ခွဲပြီးမြင်ရအောင်ရှင်းပြပေးပါဦး အင်းသဘောတရားကယူရှင်းပါတယ်အငွေတွေကမျောစင်အပေါ်ကိုတတ်တွားလေလေပဝင်းကျင်အပူချိန်ကကျလာလေလေပဲ အေးခန်းလိုက်တယ်လို့ပါ ဟုတ်တယ်အဲ့ဒီအခါမော်လီကျူအလေးချိန်မတူတဲ့ဟိုက်ဒရိုကာဗွန်တွေကသူတို့ရဲ့စူမတ်အလိုက်အရေးခံပြီးအရေးပြန်ထည့်သွားကြတယ်အပေါ်ဆုံးမော်လီကျူတွေကအပေါ်ဆုံးအကြည့်ကျက်ပြီးအလေးဆုံးတွေကတော့အောက်ခြေမှာပဲကျန်ခဲ့တယ် ဒါဆိုအပေါ်ဆုံးအေးဆုံးနေရာမှာဘာတွေအရင်ဆုံးထွက်လာမလဲ အပေါ်ဆုံးမှာတော့စူမတ်အနှိမ့်ဆုံးနဲ့မော်လီကျူအပေါ်ဆုံးဖြစ်တဲ့ဘျူတိန်းနဲ့ပရိုပိန်းတက်ငွေ့ရည်တွေထက်လာတယ်ဒါတွေကကျွန်တော်တို့အိမ်မှာချက်ပြုတ်ဖို့သုံးတဲ့ LPG တက်ငွေ့အိုးတွေထက်ကတက်ငွေ့တွေပေါ့ အော် PG တငွေ့ သူအောက်တစ်ထပ်မှာတော့ကားတွေအတွက်တက်စီနဲ့ပလတ်စတစ်လုပ်ငန်းတွေမှာသုံးတဲ့ naphtha လို့ခေါ်တဲ့တက်စီအကြမ်းကိုရပါတယ် အပေါ်ဆုံးတွေဆိုတော့အောက်ကိုဆင်းလာလေပိုလေးပြီးပိုပြက်တဲ့ပစ္စည်းတွေဖြစ်လာမှာပါနော်ဥမာလီယန်စီလိုမျိုးကလဲလောက်မှရှိမလား တိကျပါတယ်မျောစင်အလဲပိုင်းကိုရောက်လာတဲ့အခါမှာတော့လေယာဉ် jet engine တွေအတွက်သုံးတဲ့ရေနံစီကိုရတယ် ဟမ် သူအောက်မှာတော့ diesel engine တွေအတွက် gas oil လို့ခေါ်တဲ့ diesel စီပြီးတော့သင်္ဘောတွေစက်ကြုံကြီးတွေမှာသုံးတဲ့မီးထိုလောင်စာစီ fuel oil တွေအဆင့်ဆင့်ထွက်လာတယ်အားလုံးက molecule အလေးချိန်နဲ့စူးမအလိုက်အလွှာလိုက်စီးပြီးတာဖြစ်သွားလား ဒါဆိုအောက်ဆုံးအပူဆုံးအပိုင်းမှာတော့ဘယ်သူမှမလို့ခြင်းနဲ့အနစ်တွေအစေးတွေပဲကြမ်းခဲ့မှာဟုတ် အဲ့လိုလည်းမဟုတ်သေးဘူးအောက်ဆုံးမှာကျန်နေတဲ့အပစ်ဆုံးအလေးဆုံးအရည်တွေအားလည်းအရန်သုံးဝင်ပါတယ် Chaucy lubricating oil တွေပြသုံးသလိုနှုတ်ဆုံးကျန်တဲ့အစေးပစ်ဆုံးအပိုင်းကိုတော့လန်းခင်းရမှာသုံးတဲ့ကတ္တရာစီ asphalt bitumen ထည့်ထုတ်လုပ်ပါတယ် ။အော်ကတရားစေးကအဲ့ဒီကထွက်တာကို ဟုတ်ပါတယ်ဒီလိုနည်းနဲ့ရေနံစိမ်းတစ်စီတွေကအရာအလုံးကိုတန်ဖိုးရှိတဲ့ထုတ်ကုန်တွေဖြစ်ပြောင်းလဲလိုက်တာပါ ဒါပေမဲ့ဒီလိုခွဲထုတ်လိုက်တဲ့ပစ္စည်းတွေကဒီအတိုင်းသုံးလို့မရသေးဘူးလို့ကြားတယ်။အထူးသဖြင့်ကန်ဆာလ်ဖာလိုမျိုးပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့အညစ်အကြေးတွေကိုဖယ်ရှားရသေးတယ်ဆို ဟုတ်ပါတယ်တန့်ကရေနံစိမ်းရဲ့တဘာဝအပိုင်းတစ်ခုပဲဒါပေမဲ့ကန့်ပါတဲ့လောင်စာကိုမီးရှို့လိုက်ရင်ထွက်လာတဲ့ sulfur dioxide ကလေထုထဲကရင်းငွေ့နဲ့ပေါင်းပြီးအဆစ်မိုးဖြစ်စေနိုင်တယ် အန်ဒီရှိတာပေါ့ ဟုတ်တယ်ဒါကြောင့်တင်းကျပ်တဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာစီးမြင်နေရအဲ့ဒီကန့်တွေကိုဓာတ်ကူပစ္စည်းတွေသုံးပြီးဓာတ်တုပေတာနီနဲ့ဖယ်ရှားပေးရတယ် စိတ်ဝင်စားစရာကောင်းတာကအဲ့ဒီလိုဖယ်လိုက်တဲ့ကန်ယူတောင်အလကားမဖြစ်စေဘူးဆို အဲ့ဒါကဒီစက်မှုလုပ်ငန်းရဲ့အန်ဩစရာကောင်းတဲ့အသုံးချနိုင်စွမ်းပဲဖေထိုးလက်လူရလာတဲ့ကန်ဒီကိုစူးစီးပြီးမြေပစားစက်ရုံနေနဲ့စေဝါလုပ်ငန်းတွေမှာကုန်ချမ်းအဖြစ်ပြန်ရောင်းချနိုင်တယ် စွန့်ပစ်ပစ္စည်းကနေတန်ဖိုးရှိတဲ့ထုတ်ကုန်တစ်ခုထပ်ဖန်တီးလိုက်တာပေါ့ ဟုတ်ပါတယ် အခုကျွန်တော်တို့စီမှာဓာတ်ဆီဒီဇယ်ကတ္တရာစေစသဖြင့်အခြေခံပစ္စည်းတွေအစုံရပြီဒါပေမဲ့ဆေးကွက်တွေမှာဒိတ်ကလိုချင်တာကဓာတ်ဆီပေါင်းကန်တာနေရတဲ့ဓာတ်ဆီကလုံလောက်ရလား မလောက်ဘူး တန်ဖိုးနေတဲ့ fuel oil တို့ကတ္တရာစေတို့လိုပစ္စည်းတွေအများကြီးထွက်လာရင်စိတ်ယုံကအရှုံးမပေါ်ဘူးလား အရန်ကောင်းလည်းမေးခွန်းပါအဲ့လာကရေနံချက်စက်ရုံတစ်ခုရဲ့အမျက်အစွန်းကိုဆုံးဖြတ်ပေးတဲ့အဓိကအချက်ပဲအဖြေကတော့ဓာတု engineering ပညာရဲ့အစွမ်းပြတဲ့နေရာ cracking လို့ခေါ်တဲ့လုပ်ငန်းစဉ်မှာရှိရဲ့ cracking နာမည်အတိုင်းပဲဖြိုခွဲတာအကွဲစေတာပေါ့ အတိအကျပဲ cracking ကို super 50ခောက်ဆွဲ6ရီကြီးတစ်ခုကိုတေးသေးလေးတွေဖြစ်အောင်ချိုးလိုက်တာနဲ့အတူတယ်လို့မြင်ကြည့်လို့ရတယ် အော်ဥပမာကောင်းတယ် ပေါင်းခံခြင်းကနေရတဲ့ fuel oil လို့ molecule ဖွဲ့စည်းပုံရှည်လျားတဲ့ hydrocarbon တွေကတန်ဖိုးနည်းတဲ့ခောက်ဆွဲ6ရှည်ကြီးတွေနဲ့အတူတယ်အဲ့လာတွေကိုအပူချိန်မြင့်မြင့်ဖျားပြင်းပြင်းပဲတက်ကူပစ္စည်းတွေသုံးပြီးဖြိုခွဲလိုက်တဲ့အခါ ကျန်းဖို့ရမြင်တဲ့ဓာတ်ဆီလို molecule တေးသေးလေးတွေခောက်ဆက်တိုးလေးတွေအများကြီးပြန်ရလာတာပေါ့ ဟုတ်ပါတယ်ရေနံစစ်ရုံရဲ့အမျက်အဆိုးအများစုကဒီလုပ်ငန်းစဉ်ကနေလာတာပါ ဆိုတော့ cracking မပေါ်ခင်ကရေနံစိမ်းတစ်စီကနေဓာတ်ဆီနေနေပဲရပြီ
ကြံတာကတန်ဖိုးနေတဲ့ပစ္စည်းတွေဖြစ်နေမှာပေါ့ သိကြတာပေါ့ cracking ကရေနံချက်လုပ်ငန်းကိုတော်လန်ပစ်လိုက်တာအရင်ကဓာတ်ဆီထုတ်လုပ်မှုကရေနံစိမ်းရဲ့အရေးသွေးပေါ်မှာပဲမူတည်ခဲ့လေ အခုတော့ဘလို့ရေနံစိမ်းအမျိုးအစားကမဆိုဈေးကွက်ကလိုအပ်တဲ့လောက်ဓာတ်ဆီထုတ်နိုင်ပြီဒါကြောင့်ကဘာတော်ဝန်ကကားတွေအတွက်လောင်စာဆီကိုစီးနှုန်းတင်းငင်အောင်ထိန်းထားနိုင်တာဒီနည်းပညာကြောင့်လို့တောင်ပြောလို့ရပါတယ် Kraken နားလည်ပါပြီဒါဆိုသူနဲ့နာမည်ဆင်တူတဲ့ reforming ဆိုတာကတော့ဘာကွာလဲ reforming ကတော့ပုံစံပြောင်းလဲခြင်းလို့ဆိုရမှာပါသူက molecule အရှည်တွေကိုဖျက်တောက်တာမဟုတ်ဘူး အော်ဖြတ်တာမဟုတ်ဘူး ဟုတ်တယ်ပေါင်းခန္ဓာတာရတဲ့ naphtha လို့ဓာတ်ဆီအကျန်တဲ့က molecule တွေရဲ့ဖွဲ့စည်းပုံကိုပြန်လဲစီစဉ်လိုက်တာဘာလို့လဲဆိုတော့ molecule ဖွဲ့စည်းပုံပုံမူတည်ပြီးဓာတ်ဆီရဲ့အရေးအသွေးအထူးသဖြင့် octane number ကကွာသွားလို့ပဲ octane number ဆိုတာစီရဲ့အရေးအသွေးကိုပြောရမလား ဟုတ်တယ် reforming လုပ်လိုက်ရင် engine မှာပောက်ခွဲအားကောင်းပြီးဆွဲအားပိုကောင်းစေတဲ့ octane mint grade ဓာတ်ဆီကိုရရှိပါတယ် အခုဆိုရင်အခြေခံအပိုင်းပုံဆိုင်တွေအားလို့ရပြီအစိမ့်မြင့်ပစ္စည်းတွေလည်းရပြီဒါဆိုကျွန်တော်တို့စီဆိုင်တွေမှာတွဲနေကြ regular premium ဆိုတဲ့ဓာတ်ဆီအမျိုးအစားတွေဖြစ်ဖို့နောက်ဆုံးပါလို့ရတယ်လေ နောက်ဆုံးအဆင့်ကတော့အနုပညာဆန်ဆန်ရောစက်ချင်း blending ပါပဲဒါကိုအချက်အပြုတ်ကောင်းတဲ့စားပုံမှုတစ်ယောက်ဟင်းချက်တာနဲ့တူတယ်လို့ပြောလို့ရတယ် ဟုတ်ကဲ့ ကျွန်တော်တို့အရှဲကအဆင့်တွေကနေရလာတဲ့ပေါင်းခံဓာတ်ဆီ cracking ကရတဲ့ဓာတ်ဆီ reforming ကရတဲ့ octane mint ဓာတ်ဆီဒါတွေအားလုံးကိုပါဝင်ပစ္စည်းတွေအဖြစ်သဘောထားပြီးကွန်ပျူတာထိန်းချုပ်မှုနဲ့အတိအကျရောစက်ရတယ် ဓာတ်ဆီတွေကင်းတခြားဟင်းခအမွေးအကြိုင်တွေရောထပ်ထည့်ရသေးလား ထည့်ရတာပေါ့အင်ဂျင်ကိုတန့်စင်ပေးတဲ့ဓာတုပစ္စည်း detergents တွေတန်ချေမတက်အောင်ကာကွယ်ပေးတဲ့ဓာတုပစ္စည်းတွေတာရှည်ခံအောင်လုပ်ပေးတဲ့ stabilizers တွေဒါတွေကိုတတ်မှတ်ထားတဲ့အချိုးအတိုင်းရောစက်ရတယ် အဲ့လိုအချိုးကြရိုးဆက်ပြီးမှ ဟုတ်တယ်အဲ့လိုတော့ဘီမာကစီးဆိုင်နေမှာတွေ့ရတဲ့ normal intermediate premium ဆိုတဲ့ဓာတ်ဆီအဆင့်တွေဖြစ်လာတာပါကားအင်ဂျင်မျိုးဆိုင်လိုက်လိုအပ်တဲ့အရေးသွေးတိုင်းအတိအကျထုတ်လုပ်ပေးလာဖြစ်ပါတယ် အားလုံးပြီးသွားရင်တော့ဒီလောင်စာစီးတွေကိုအေယာမတန်ကီကြီးတွေထဲမှာတူလောင်ပြီးတခါတည်းရင်လီတာ9000လောက်ဆန်းတဲ့စီးပေါက်စာကားကြီးတွေနဲ့တနိုင်ငံလုံးကိုဖြန့်ချီတော့တာပေါ့တကယ့်ကိုမရမနာလေပတ်နေတဲ့လုပ်ငန်းစဉ်ကြီးပဲ ဟုတ်ပါတယ်အဲ့ဒီကနေဆက်ကျွန်တော်ယင်းနေဆက်ယုံနေနဲ့အိမ်နေစီကိုစွမ်းရည်နေအဖြစ်ရောက်ရှိလာတာပါယင်းနန်စင်းစီတစီကနေနောက်ဆုံးထုတ်ခုံထစ်တဲ့အထိအချိန်အားဖြင့်24နာရီကနေ82နာရီလောက်ပဲကြာပါတယ် ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်ရင်ရင်နှန်းချက်စက်ယုံဆိုတာမြေကြီးရောက်ကရွှင့်အနက်ရောင်အရေးကိုအရင်ကအတုံးမဝင်ဘူးလို့ထင်ခဲ့တဲ့ဓာတ်ဆီအပါဝင်ကျွန်တော်တို့နေ့စဉ်ဘဝကိုမောင်းနေနေတဲ့စွမ်းရည်တွေအဖြစ်ပြောင်းလဲပေးနေတဲ့ရှုပ်ထွေးလာတဲ့နိပညာမျိုးတော်ကြီးတစ်ခုဆိုတာအရန်ကိုထင်ရှားပါတယ် သိကြပါတယ်ယင်းနန်စီခစ်နဲ့ဓာတ်စီခစ်ကိုပြောင်းလဲလာတဲ့တမိုင်းကြောင်းပေါင်းခန့်မျိုးရင်းကြီးထဲမှာယူအပ်ပြီးတဲ့နေရာမှာအတိုင်းအလွာလိုက်ခွဲထုတ်တာပြီးတော့ဓာတုပိတဲ့ပညာနဲ့ molecule တွေကိုဖြိုခွဲလိုက်ပုံလန်ပြောင်းလိုက်လုပ်ပြီးတန်ဖိုးမြင့်တင်တာ နောက်ဆုံးမှာအတိအကျလုံးအချိုးအစနဲ့ရောဆက်ထုတ်လုပ်တာအထိအဆင့်တိုင်းဟာယနာနင်းသစ္စာချင်းစီရဲ့တန်ဖိုးကိုအမြင့်ဆုံးဖြစ်အောင်ထုတ်ယူနေတာကိုတွေ့ရမှာပါ